ကဘာကြီးကတကယ်ပဲပျက်စီးသွားတော့မှလား။ဆောင်းပင်ဖေးကတန်တရားဝင်နေတော့မယ်။အိမ်မက်ထင်းကအတိုင်းအခြေအနေတွေကတကယ်ပဲကွာခြားသွားမှလား။ကျွန်တော်လည်းအဲ့လိုပဲမျှော်လင့်ပါတယ်။ကျန်းကျူကတပြင်းချလိုက်တယ်။ဒီညကျွန်တော်တို့သိရတော့မှာပါ။အားလုံးရဲ့မျက်လုံးတွေကဒီညတကောင်ရဲ့မှာဒုတိယကြိမ်လျှက်စစ်မီပြန်ပြတ်မယ်လို့သူပြောထားတဲ့ကျန်းကျိုးစီမှာပဲရှိနေကြတယ်။မနေ့နန္ဒာအိမ်မှာအရှိတတိယလမ်းမကြီးပေါ်ကအမြင့်ဆုံးအဆောက်အဦရဲ့အပေါ်ဆုံးတက်ကိုအမျိုးမြင်မသိပြန်တန်းနေတဲ့အရှောင်ဝတ္ထုတစ်ခုဝင်တိုက်ပြီးပောက်ကွဲသွားပါလိမ့်မယ်လို့လည်းသူကဆိုထားပါတယ်။တကောင်ရဲ့ချိန်မှာတော့အိပ်ပျော်နေတဲ့နူးကလွယ်လို့ကျန်တဲ့သူအားလုံးဧကဲကိုရှောင်နေကြတယ်။အခန်းထဲမှာလင်းထိန်နေတဲ့နိုင်ယူလူတိုင်းစိတ်ကြည့်နေတာပါ။နောက်ဆုံး10စက္ကန့်အတွင်းမှာဧကဲထဲကလူတိုင်းအသက်ရှူဖို့တော့မိနေကြတယ်လို့ပဲနောက်ဆုံး5စက္ကန့်ရရမောကနိုင်ရီကကျန်းကျိုးနီးလေးကတီတီကြကြချိန်ညှိထားတဲ့အချိန်ကိုပြနေတယ်။5 4 3 2 1ဖောက်ဆိုတဲ့စူးရှားတဲ့အတန်နဲ့တူမျက်စိခလုတ်တစ်ခုပိတ်သွားတယ်လို့မျိုးဖြစ်သွားပြီးတစ်ချိန်တည်းမှာပဲအရှိပေါ်မီးတွေအလိုလျောက်လင်းလာပါတယ်။ဧကန်းလေကနေရာလေးကိုလူညံ့တဲ့အဖြူရောင်မီးရောင်ကလင်းစင်ရုံပဲရှိလာကြောင့်လူတိုင်းရဲ့မျက်နှာအမုံရာကိုတော့ရှင်းရှင်းလင်းလင်းမမြင်ရပါဘူး။ကျမကျန်းကျိုးကိုလှမ်းကြည့်လိုက်တော့သူ့ရဲ့ဟောကိန်းပြည့်စုံလာတဲ့အတွက်ဝမ်းသာပုံမရပါဘူး။အဲ့ဒီအစားသူဟာအားရင်တွေအကုန်ကုန်ဆုံးသွားပုံရပြီးလက်တွေကိုကြစ်ကြစ်ပအောင်စုပ်ကင်ထားတာကိုတော်မထိန်နိုင်မဲရိမ့်ရွေ့နေပါတယ်။ဒါအစပဲရှိပါသေးတယ်။အမေကပထမဆုံးစိတ်ထဲကျသွားသူပါ။သူမရဲ့ပါးစပ်တွေတုန်ခါနေပြီးအတန်ခလေးတုန်ရင်းနေတယ်။ရှောင်းကျိုးမင်းစောစောကပြောခဲ့တဲ့ပောက်ကွဲမှုအောင်ကျန်းကျိုးကခေါင်းကြီးပြလိုက်တယ်။နောက်ထပ်တနားရီလောက်ပဲလိုတော့တယ်တဲ့။ဘသူမှသူ့ကိုထပ်ပြီးတော့မေးကိုမထုတ်ကြတော့ဘူး။အဲ့ဒီမီးအောင်မှာလေရင်ပေါ်ကနိုင်ကဖြည်းဖြည်းချင်းတစ်ချက်ချက်မြည်နေတာဟာစက္ကန့်တိုင်းမှာအာယုံကြောတွေကိုဂလီထုံးနေတယ်လို့ခန်းစားရစေပါတယ်။ည7:48မိနစ်မှာတော့အပြင်ဘက်ကနေရုတ်တရက်စူညံတန်တွေထွက်ပေါ်လာတယ်။အဝေးကနေလူတွေအော်ဟစ်နေကြတဲ့အတန်ကားပရိတ်အုပ်တန်တွေဖိုင်ကွယ်ကွဲတန်တွေနဲ့ကလေးတယောက်ရဲ့ငိုတန်တွေပါကြားနေရတယ်။စူညံတန်တွေကလှိုင်းလုံးကြီးတွေလိုတလုံးပြီးတလုံးတက်လာတာပါ။ဆောင်းပင်ဖေးကထားရက်ပြီးပရင်းပေါက်စီရှောက်သွားတယ်။ဝင်းထဲမှာလူအတော်များများကမီးရိပ်တွေကင်ပြီးထွက်လာကြတာတွေ့ရတယ်။သူတို့ကတောင်ခိတာလျက်စစ်မီးပြတ်တောက်မှုလိုပဲထင်နေကြတော့မယ်။ဘသူမှကဲ့ကွက်တာမရှိဘူး။ဘာလို့လဲဆိုတော့လူငယ်တဲ့ရှက်အနေငယ်ကကျမတို့ကိုယ်တိုင်လည်းအဲ့လိုပဲတွေးခဲ့ကြတာကိုည7:59မိနစ်မှာတော့ဧကန်ထဲမှာတိတ်ဆိတ်လွန်လို့လူတိုင်းရဲ့အသက်ရှူတန်အောင်ပြန်ကြားနေရတယ်။2 နာရီအတိထို့တော့ဘာတမ်းမှထွက်မလာသေးဘူး။1စက္ကန့်2စက္ကန့်လောက်ကုန်သွားတဲ့အခါတယောက်ကစိတ်သက်သာရာရောက်သွားတော့မလို့ပဲရှိသေး။ညကောင်းကင်တစ်ခုလုံးလေးကနေဖြစ်သွားပြီးအဖြူရောင်အလေးနဲ့တစ်ခုကအမောင်တူကိုထိုးပေါက်ဝင်ရောက်သွားကကျင်းလောင်နဲ့ပောက်ကွဲမှုကြီးဖြစ်ပေါ်လာပါတယ်။မြေပြင်တော်ဟန်ချက်ပြတ်မတက်တုန်ခါသွားပြီးပရင်းပေါက်မှန်ချက်တွေလည်းတုန်ခါသွားတယ်။လောလောကလက်နိုးလာပြီးငိုပါလေရောကျမတောက်တင်းသွားပြီးနားရီတော်ဦးသွားတယ်။အိမ်မက်မဟုတ်ဘူးတိုက်ဆိုင်မှုလည်းမဟုတ်ဘူး။အရှာအားလုံးကကြမ်းကြိုးပြောခဲ့တယ်လို့ပါပဲ။အမေစကားကြောင့်မျက်ရည်တွေချက်ချင်းကျလာတယ်။ဒါရီကဘလို့ဖြစ်နိုင်ပါလဲတဲ့။ကြမ်းကြိုးကမတ်တက်ရက်လိုက်တယ်။သူ့အတန်ကအရှင်လိုပဲတည်ငြိမ်နေပေမဲ့ငြင်းလို့မရတဲ့စွမ်းအားတစ်ခုပါဝင်နေတယ်။ကဲကျွန်တော်ပြောတဲ့အတိုင်းလုပ်ကြပါ။ဒီညဘယ်သူမှမအိပ်ပါနဲ့။သူလောင်ထားတဲ့ပစ္စည်းအလုံးကိုချက်ချင်းစနစ်တကျစီးပြီးပြန်ရည်တွက်ပါ။မနှက်ပြန်မနှက်မှာဘသူတွေကဘလို့ပဲချုံမြူပါစေလျှက်စစ်မီပြန်ရလာရင်တော့ကျွန်တော်တို့ချက်ချင်းအကောင့်ထဲဖော်ရပါမယ်။ဒီချိန်ရစပြီးဒီနေ့ရောက်အပန်းပြေစကန်လုံးမတတ်မှတ်ပါနဲ့တော့သူကခဏရက်ပြီးအားလုံးကိုလှည့်ကြည့်တယ်။ဒါကဘယ်ချိန်မဆိုစွန့်ပစ်ခဲ့ရနိုင်တဲ့နေရာတစ်ခုပဲ။ကျမရဲ့အသက်ရှူတန်တွေကတစုံတစ်ခုနဲ့အဖိနှိတ်ခံထားရတယ်လို့ပဲအသက်ကိုပြင်းပြင်းရှူပြီးမတ်တက်ရက်လိုက်တယ်။ဆက်လုပ်ကြမယ်။ကျမတို့မင်းပြောတာကိုနားထောင်ပါမယ်။နောက်တိုင်းအနေငယ်အတွင်းမှာအားလုံးလှုပ်ရှားလာကြပါတယ်။ဝီနဲ့ကျမကအစားအစာနဲ့ရေကိုမြင်ပြင်ဆင်ကြတယ်။ဖိသိပ်ထားတဲ့အစားအစာတွေခောက်ဆွဲကြောက်တွေနဲ့ရေတံမှုတွေကိုချက်ချင်းပြောင်းရွှေ့နိုင်အောင်စံနှုန်းတွေအတိုင်းစနစ်တကျပြန်ထုတ်ပိုးခဲ့ကြပါတယ်။ဆောင်းပင်ဖေးကတော့ကားရဲ့အလေးချိန်နဲ့တာယာတွေကိုစစ်ဆေးဖို့အင်ဂျင်နဲ့လေဝင်အတွက်အခြေအနေတွေကိုအတည်ပြုဖို့တာဝန်ယူရတယ်။ဒီလှုပ်ရှားမှုတွေကရွာတွေကဘသူ့ကိုမှမထိခိုက်စေခဲ့ပါဘူး။ဘိုးလင်းကန်ဒီမှာမြို့ရဲ့စပီကာကနေရုတ်တရက်အတန်ထွက်လာပါတယ်။အဲ့ဒီတော့များခင်ဗျာကျေးဇူးပြုပြီးထိတ်လက်မသွားကြပါနဲ့။လျှက်စစ်တအားဌာနအရေးပေါ်ပြုပြင်မှုတွေလုပ်နေပါတယ်။ပောက်ကွဲမှုကတော့အမျိုးမြင်မသိပြန်တန်းနေတဲ့အရှာဝတ္ထုတစ်ခုကြောင့်ဖြစ်တာပါ။ဒါပေမဲ့အခြေအနေကိုလက်ရှိမှာထိန်းချုပ်ထားနိုင်ပါပြီ။တက်နိုင်သမျှကိုနေရာမှာပဲနေပြီးအခြေအနေကောင်းလာတဲ့အထိစောက်ပေးကြပါတဲ့။ကျန်းကျူးကဓာတ်အောင်နားထောင်ပြီးလှောင်ပြောင်ရုံပဲလုပ်ပါတယ်။အခြေအနေကိုဖုံးကွယ်ဖို့စလုပ်နေကြပြီပဲ။ပြီးတော့သူကကျမကိုလှည့်ကြည့်လိုက်တဲ့အခါသူ့အတန်ကအနှဲငယ်ပြုံပြောင်းသွားတယ်။ရိုးဒီနေ့မင်းနဲ့ငါမြို့ထဲကိုသွားကြမယ်။ငါတခုခုအတေးပြုဖို့လိုတယ်။ကျမရှင်ထဲမှာတင်းကျပ်သွားတယ်။ဘာဖြစ်လို့လဲ။အဲ့ဒီအရာတွေမပေါ်လာခင်မှာစီးရုံတဲ့เจ้าနေမှာပြဿနာတွေရှိနေတတ်တယ်။သူကတူတူလေးပြောပေမဲ့ကျမရှင်ထဲမှာတော့စိတ်ငနေချမ်းသွားတယ်။အဲ့ဒီမှာအခြေအနေတွေထိမ့်မနိုင်သိမ့်မရဖြစ်လာပြီဆိုရင်အစီအစဉ်တွေကိုချက်ချင်းပြောင်းရမယ်။ကျမတို့ပြန်ရောက်တော့မိုးလင်းနေပြီ။အပန်းဖြေမျိုးလေးကငြိမ်သက်နေစေပင်လယ်လေးကတိုက်ခတ်နေစေလှိုင်းတွေကလည်းရိုက်ခတ်နေစေပါခရီးသွားတချို့ကကမ်းခြေမှာဓာတ်ပုံရိုက်နေကြတော့မယ်။မင်းညအပောက်ကွဲမှုကအဝေးကမတော်တဆမှုတစ်ခုလိုပဲထင်နေကြတော့
ဒုတိယအကြိမ်လျှက်စစ်မီးပြတ်တောက်ပြီး9 ရက်အကြာမှာတော့ကမ်းရိုးတန်းမြို့မှာအခြေအနေတွေထိမ့်မနိုင်သိမ်းမရဖြစ်လာတဲ့ပထမဆုံးဖြစ်ရပ်တွေပေါ်လာခဲ့ပါတယ်။အဲဒီမနေ့မှာကျန်းကျူကတခုံးပဲပြောတယ်သွားချစုတဲ့ဘသူမှဘာလို့လဲလို့မမေးကြတော့ဘူးလန်ခရူဇာကားနှစ်စီးလူ9 ယောက်ခွေးတစ်ကောင်နဲ့ရိတ်ကအများကြီးမြို့ရဲ့အထူးလမ်းမကြီးတွေကိုရှောင်ပြီးကြိုတင်စီစဉ်ထားတဲ့လမ်းကြောင်းတိုင်းကျမတို့မောင်းနေလာခဲ့ကြတယ်။မြို့ပြတဲ့ကြီးလက်ဒေသရဲ့ရှုပ်ထွေးနေစေတဲ့နမိတ်ကိုဖျက်ကျော်ပြီးနောက်ဘူလင်တောင်ရဲ့အနှံ့ဆိုင်ဆုံးနေရာနောက်ဆုံးမှရောက်ရှိခဲ့ပါတယ်။အဲ့ဒီအချိန်ကကျန်းကျိုးရဲ့နောက်ဆုံးခရီးစဉ်ဖြစ်ခဲ့တယ်လို့အခုချိန်မှာတော့ကျမတို့ရွေးချယ်ခဲ့တဲ့ဘဝအသစ်အတွက်စတင်ရနေရလေးဖြစ်ပါတယ်။ဇလန်လေးကတော့ဒီမှာပြီးဆုံးသွားပါပြီ။အတိတ်ကအမားတွေကိုပြန်ပြင်ဆင်ပြီးမိသားစုတွေနဲ့အတူလုံခြုံတဲ့နေရာကိုရောက်ရှိသွားတာတကယ်ကိုစိတ်လှုပ်ရှားမှုကောင်းတယ်လို့ကြည်နူးဖို့လည်းကောင်းပါတယ်။ကြည့်ရှုပေးကြတဲ့အသေးကျော်တို့အားလုံးကျေးဇူးတင်ပါတယ်ရှင်။ကြိုက်နေတတ်တယ်ဆိုရင် comment မှာအသေးလေးတွေပေးခဲ့ကြပါအောင်နော်။